ဘာယူမင်းတို့ရွာတွေကတာယာလိုက်တာပါအေးစီလေးအဲ့ဒါမင်းဒီကြောင်ကိုဘာလို့ခေါ်လာဒါကငါတက်ခဲ့တဲ့အကြောင်းလေးငါတက်တုံးကဆရာမတွေကတော့ပင်စင်နေယူကုန်ပြီဒါပေမဲ့ကျုံငါတငယ်ချင်းတွေကတော့ဒီကြောင်မှာဆရာမတွေပြန်လုပ်နေတာမင်းတဲ့ဝီဘာဖြစ်လို့လဲအာယူခလေးအစာအစိတ်တင်လို့ဒေါက်တာမင်းလေးဆေးကပို့မှဖြစ်မယ်လာအဲ့ဒါမြန်သွားမရပါဘူးလာကျေးဇူးတင်ပါတယ်ဆရာမတို့ရေကိုကြီးလည်းကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်တို့တစ်ခါတော့လာလဲပါအောင်လားကျွန်တော်နေ့လည်စာနဲ့အိတ်ခံပါမယ်ရပါတယ်ဗျာကုညီရမယ့်တာဝန်ရှိလို့ကုညီတာပါခလေးကဗီးဆိုင်လိုက်ဟိုခလေးကမတက်တာသေးလို့အเจ้าမထက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าအောင်ကြီးကိုတေချာလေးပြောပေးထားပါမယ်ဟုတ်ကဲ့ပါဆရာမဟုတ်ကလေးတော့ဘာမှအစိုးရရမရှိဘူးတခုဆိုရင်စေကန်းကိုလာခဲ့လိုက်တကယ်လို့မလာအောင်ဆိုလို့ရှိရင်ဖုန်းသာဆက်ဆရာလာခဲ့တယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာအားလုံးကျေးဇူးတင်ပါတယ်ဗျာတောက်ကြည့်ပါဦးနော်အာယုမင်းတို့ရွာပြန်ရောက်နေရဆိုတာဥဒ္ဒရာကြီးပြောပြလို့ငါသိပြီးပါပြီကွာငါတော့မင်းတို့စီလာအောင်မလို့ကိုမင်းလေးရွာမှာစေကန်းဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်ဒါကိုလည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်ဆန်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေသက်တဲ့သူကတော့ဝိကြီးဟုတ်ကဲ့ပါဝမ်းသာပါတယ်ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရပါဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်ဟိုရှမ်းဦးမှာရောအခြေအနေအေးဆေးပဲလားဟိုလိုက်မမှာတော့တည်င်းတွေကစုံနေရပဲကွာရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော်ဟုတ်ပါတယ်ဆရာကောင်းပါတယ်ကောင်းပါတယ်အေးကွာ2021ပြဿနာတွေဖြစ်တော့မှမြို့တော်မှာတတိယလိုက်ပြီကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေတာမလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တခုလည်းတော့မဟုတ်ဘူးဗျာငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်စွတ်ခွာသွားကြတယ်ဟိုအဲ့လိုစွတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေတာမျိုးလည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ်သွားမှာလို့ဩဒီလိုညောင်ငါမေးအောင်နင်တို့တွေတောက်ချောက်ကြောင်းသွားနေရလားကြောင်းမထွက်ကြဘူးထွက်เสียလားဟဲ့ငါတို့တွေကခလေးတွေကိုစာတင်ပေးခြင်းလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရတယ်စာတင်မို့ကငါတို့အလုပ်ပဲဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုတဲ့စိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုတဲ့စိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာပုံမှန်လင်းပြောရရင်အပြောင်းလဲခဏတောင်မှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုစင်ရောပြေကြရလားအဆင်ပြေပါတယ်ဆရာမဆိုတော့ဆရာမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတားတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတော့ကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်တဖြစ်သွားမှာတကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးနဲ့တာဝန်ပေးတယ်ဒါဘောဆရာကြီးမှန်တာပေါ့အနုပညာသမားတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုသိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့က
ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပြီမင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်စီကိုလည်းသွားပြလိုက်ကြအောင်နောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ ဒါတော့မှကျုပ်ရောက်တာမြန်လို့မင်းတို့ဆိုဒီ3កောင်လုံးသေပြီဟာသေစရာလားကျွန်တော်တို့3កောင်ဒီကောင်တွေကိုအသာလေးထိနိုင်တယ်ရှင်းနော်တိုက်ရုံဝင်သားလို့ကမဟုတ်ရင်ကျွန်တော်လက်ကတည်းကရာကိုနားနေပါလေဆိုမှတိတယ်ကောနားကမရအောင်အဲ့လိုဘရိတ်ကိုထင်းလို့မရအောင်အဲ့လိုလုံးလိုက်ပါတက်ကလည်းကိုကကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာဒဏ်ရာဆိုတာလည်းမဆိုးဘူးတော့နည်းလေးရပါတော့ပြောရတို့ကိုရှော့ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြဦးရလေဗျာသူရဲကောင်ဆိုတာဒဏ်ရာနဲ့တော့ဘယ်ကင်းမှာမလဲဗျာဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်နေရတော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလားဟဲ့ဆန်းကြီးမင်းကဘယ် post မှာသွားပြီးတော့ဟာသွားပေးရလေဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံတွေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးသွားပေးလိုက်တယ်အဲ့ပြဿနာတက်တာစံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပေးတော့နဲတော့နဲသေးတယ်ဟမ်အေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနှက်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်အေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်တယ်တော်ပြီကဲမင်းတို့သုံးအောင်စလို့ဒေါက်တာမင်းလင်စီကိုသွားပြဖို့လို့အာယူညာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်သားလေးသွားဟုတ်ကဲ့ဟုတ်ဦးလုံးကြီးသွားလိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိကြပြီကဲသွားတော့ဗာမင်းပါလေသွားခင်ဗျားတို့သုံးပါပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးရင်အကောင့်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ကျွန်တော်တို့အကောင့်တူသုံးတော့အဲ့ဒီရွာသိတယ်ပေါ့ဒီမှာအချင်းငတ်တူလေးတို့ကတော့ခင်ဗျားတို့အကောင့်မလားဟိုကျွန်တော်တော့လုံးကြီးအကောင့်နဲ့သုံးတာပါအချင်းငတ်တူလေးကကျွန်တော်အကောင့်ကိုဟဲဆရာတော်ကျွန်တော်ဖန်ပြနေပြီတော့ဒါတော့ပုံမတင်ရသေးဘူးဟိုဘက်ရွာနေတိရအောင်ကျမလည်းတိတယ်ကျမတင်တဲ့ post အောင်မှာဗါတဲ့လှလိုက်တာဆီယမလေးရယ်ဆိုအရှင်မန့်နာမလားဟုတ်တယ်လာနေတာဆီယာမလေးဆိုကျွန်တော်ဘာဘူးဖြူစင်စင်ကောင်းနေကျွန်တော်မန်းလိုက်တာလေးဆီယာမရဲ့ဒီပါခင်ဗျားတို့တော့အောင်နော်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ညာသဘောပေါက်တယ်နော်ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပောက်ကြရည်လည်းရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကယ်မှာမဟုတ်နော်ဥတိုက်ထုံးပြောတာမင်းတို့ကြားတယ်မလားအေးဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီသွားတော့နော်ပြန်လို့ရပြီဟုတ်ကဲ့ဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့ထိုင်ရဟုတ်ဖြစ်နော်ဟုတ်နော်ခံနေကြဆက်ခံလိုက်ဟုတ်ကဲ့ဟုတ်တယ်ဆီယမလေးဘာဘူးဖြူစင်စင်ကောက်စားကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှအဲ့ဒါကျွန်တော်ပဲနော်ဟုတ်တယ်ဆီယမလေးဘာအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာပေါင်းနေမှမသိဘူးကဲဘာယူခင်ဗျာဒီရွေးကောက်ပွဲကိုဘယ်လိုမြင်လဲပွင့်နေတိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာကိုမင်းလေကျွန်တော်တည်တဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေ